အခုကတော့ရှင်းကန်းဆန်မာစတာရဲ့ငါးခမ်းမြောက်ကိုကြည့်မှာဖြစ်ပါတယ်ငါးခမ်းမြောက်မှာဘာတွေပါလဲဆိုရင်ခမ်းလေးရဲ့ပြောလို့ရှိရင်မူခမ်းခဲပေါ့နော်ဆက်နွယ်မှုတွေမသက်ဆိုင်တာတွေပါတယ်ပေါ့နော်သူကဘာနဲ့အခု grammar လည်းငါးခုရှိရဲ့ဘယ်လိုမျိုးဟာနဲ့တွားတူလဲဆိုလို့ရှိရင် N3 တို့2တို့မှာတော့တင်ခဲ့ရတယ်နိရွတ်တယ်ဆိုတော့ပေါ်မူတည်ပြီးတော့ပေါ့ကွဲပြားသွားတဲ့အခါမျိုးတွေမှာသုံးတယ်ပေါ့အဲ့တော့တိမှာပါနိရွတ်တယ်မှာဆိုလို့ရှိရင်ကကူနိရွတ်တယ်ကကူကြီးကခြိကိုင်းမှာဆိုပြီးတော့သုံးတာပေါ့နော်ကြောင်းအလိုက်ဒီပေါ့ကျောင်းသားကတွေကလည်းကွဲပြားသွားတယ်ပေါ့နော်နေ့အလိုက်မီနူးတွေကလည်းကွဲတယ်အဲ့လိုမျိုးသုံးလို့ရတယ်ပေါ့နော်အဲ့တော့ဒီမှာကျတော့ N1 ရောက်သွားပြီဆိုတော့မှန်မယ်ဟာကဒီနိရွတ်တယ်မဟုတ်တော့ဘူးတခြားစကားလုံးတစ်မျိုးပြောင်းသွားပြီဒါပေမဲ့အတိတ်ပဲချင်းကတူတဲ့အတွက်ဒါနိရွတ်တယ်ကိုပြောပြတာပေါ့နော်ဟုတ်ပြီဘာမှန်မလဲဆိုတော့စကွင်ရှေ့ပြန်မယ်ပေါ့နော်ကြည့်ကြည့်မယ်ဒီမှာဤခန္ဓာဆိုတဲ့ဟာမူတည်ပြီးပေါ့နော်ခုနကရေးထားလိုက်တာကွာအဲ့တော့မူတည်ပြီးဆိုတော့ဒီပုံမူတည်ဘာတွေကွဲပြားမလဲဆိုတာကိုစာကြောင်းလေးတွေလိုက်မှတ်မယ်ပေါ့နော်အဲ့တော့စာကြောင်းမှတ်တဲ့နေရာမှာရှင်းကန်းဆန်မာစတာထဲမှာရေးထားတဲ့စာကြောင်းတွေကတော့ဒီမှာတော့ဖတ်တယ်ပေါ့နော်ဒီဟာကိုစိတ်ဝင်စားရဆိုလို့ရှိရင် PDF file တွေမှာရှာပြီးဖတ်လို့ရတယ်ဆိုပေမဲ့ဒီမှာနည်းနည်းဘယ်လိုပြောရမလဲအတူတူစာလုပ်တာဆိုတော့တခြားသူတွေလည်းနားလည်လွယ်အောင်လို့လိုမျိုးစာကြောင်းလေးတွေကိုလွယ်မဲ့စကားလုံးလေးတွေရွေးထားတယ်ပေါ့နော်ဟုတ်ပြီကြည့်ကြည့်မယ်အဲ့ဆိုလို့ရှိရင်လွယ်တဲ့စာကြောင်းလေးတွေကပို့ပြီးတော့မှတ်မိလွယ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့စေခိုဒေခီလူခါဒုခဝဘာကိုပြောချင်တာလဲဆိုလို့ရှိရင်အောင်မြင်ဖို့မအောင်မြင်ဖို့ဆိုတာခါလို့ပြောချင်တာခါဒုခဆိုတာဟုတ်လားမဟုတ်လားလှုပ်လားမလှုပ်လားကိုပြောချင်တာပေါ့နော်ဒါလဲဆိုလို့ရှိရင်အားဆိုင်မှုကိုပြောတာဒိုလျခုနောဤခန္ဓာကဲအဲ့ဒါအခုကဘာကိုပြောချင်တာလဲဆိုရင်ဒီပေါ့ဒီစာလုံးလေးပေါ့ဒီစာလုံးလေးမှတ်မိဖို့တော့ဒီစာကြောင်းလေးကိုဖန်တီးလိုက်တာပေါ့နော်အဲ့တော့ဒီအောင်မြင်မှုမအောင်မြင်မှုဆိုတာကဒိုလျခုဆိုတာအားဆိုင်တာဘယ်အရာဆိုအောင်မြင်မှုအတွက်အားဆိုင်ဖို့ပုံမူတည်တယ်အားမဆိုင်ဘဲနဲ့တော့ဘယ်အရာမှလွယ်လွယ်နဲ့မရဘူးပေါ့နော်စာမွေးအောင်မှုကလည်းအားဆိုင်ရတယ်ပတ်စံချမ်းသာဖို့ကလည်းအားဆိုင်ရတယ်အနည်းဆုံးကလှကျင်နေဆိုရင်တော့မှအားဆိုင်ပြီးတော့ပေါင်းတင်ရတာ master ရတာအဲ့လိုမျိုးတွေရှိရပါတော့ကျင်စော့ရတာတော့အဲ့ဒါကိုပြောတာပေါ့နော်အဲ့တော့ဤခန္ဓာကိုမှတ်မိရဆိုလို့ရှိရင်သူ့ရဲ့စန့်ကျင်ဘက်ပေါ့နော်သူ့ရဲ့ဘယ်လိုစန့်ကျင်ဘက်လဲဆိုလို့ရှိရင်သူရဲ့ဘလို့စန့်ကျင်ပဲလဲဆိုလို့ရှိရင်ဒါမူတည်ပြီးမမူတည်ပဲမဆိုင်မဲပတ်သက်ပဲကိုပြောချင်တယ်ဆိုလို့ရှိရင်သူ့ရဲ့အနောက်မှာဤခန္နိခခဝလာစုဆိုပြီးတော့ခခဝလူဆိုတာတော့သိမှာပေါ့နော်ဒါဘာပြောချင်တာလဲဆိုလို့ရှိရင်ပတ်သက်တာတွေဘာတွေမှာသုံးတာခန်းကြီးတွေဘာတွေလည်းသိမှာပါခန်းကြီးတို့ဘာလို့ ਨੇ သူကဘာဖြစ်တယ်ပေါ့နော်အဲ့လိုခန်းကြီးမျိုးအဲ့တော့ဤခန္နိခခဝလာစုဆိုတော့မြန်မာလိုဆိုလို့ရှိရင်ဘယ်လိုမျိုးလဲဆိုတော့မဆိုင်မဲမပတ်သက်ပဲလို့ပြောနေတာပေါ့မဆိုင်မဲမပတ်သက်ပဲမြန်မာလူတွေဖောက်နေရမိုက်လည်းမနဲ့ပေါ့နော်ဒါပေမဲ့ကြည့်ရနည်းနည်းလေးစင်ပြအောင်လို့ဖတ်လွယ်အောင်လို့ပဲရေးလိုက်တယ်ပေါ့နော်ဤခန္ဒီခခဝလာစုဆိုတာမဆိုင်မဲမပတ်သက်ပဲဘယ်လိုမျိုးခြေနေမျိုးမှာသုံးလဲဆိုလို့ရှိရင်သူ့ကိုလည်းအတူတူပဲဒီစာအုပ်ထဲဟာထက်ကိုလွယ်မဲ့စာကြောင်းလေးထုတ်ထားတာပေါ့နော်အဲ့ဒါကြတော့ခေခံတော့အလုပ်တစ်ခုမှာဆိုလို့ရှိရင်ပေါ့အလုပ်တစ်ခုကိုရှောက်တယ်ဆိုလို့ရှိရင်တွေ့ကြုံရှိရမယ်အသက်ဘယ်လောက်ဖြစ်ရမယ်အဲ့လိုမျိုးကန့်တယ်တယ်ပေါ့နော်ဒါပေမဲ့ဂျပန်မှာကဘယ်လိုမျိုးဟာတွေပြောလဲဆိုလို့ရှိရင်အဲခံနီဤခံခဲခံငါဘာပြောနေခဲခံတော့ဤခံနီခခဝလာဆိုခခဝလာဆိုဒီအတွေ့အကြုံနဲ့မဆိုင်မဲနဲ့မပတ်သက်တယ်ပေါ့နော်အတွေ့အကြုံမလို့ဘူးလို့ပြောချင်တာဒါရတယ်ဒေမိုအိုဘိုတကီတို့ဒီအတွေ့အကြုံနဲ့မဆိုင်မဲမပတ်သက်ဘဲနဲ့ဘယ်သူမဆိုရင်ရှောက်လို့ရပါတယ်လို့ပြောတာအိုးဘူးဆိုတာရှောက်တာကိုပြောပါတော့အဲ့တော့ဗာလေးကိုမှတ်ထားရမလဲဆိုတော့ဒါလေးကိုမှတ်ထားမယ်အဲ့တော့ဤခံကြတော့မူတည်ပြီးတော့ဘာဖြစ်သွားမလဲဆိုလို့ရှိရင်အောင်မြင်တာမအောင်မြင်တာကိုပြောင်းလဲသွားတယ်ပေါ့နော်ဒါကြတော့လုံးဝမသက်ဆိုင်မဲနဲ့ပေါ့နော်ဘယ်သူမှဆိုလုပ်လို့ရပါတယ်လို့ပြောတာဤခံဒီခခဝါလာစုဆိုတာအဲ့ဒါဤခံရဲ့ပြောင်းပြန်ပေါ့နော်သူကအပေါ်မှာတစ်ခုအောက်မှာတစ်ခုအဲ့လိုမျိုးစန့်ကျင်ဘက်အနေနဲ့သုံးတာပေါ့နော်3နဲ့4ဆိုလို့ရှိရင်အတိတ်ပဲလို့ပြော3နှစ်နေရာကွဲတယ်ဒါပေမဲ့မြန်မာလိုစဉ်းစားမယ်ဆိုလို့ရှိရင်ပေါ့နော်ဒီလိုမျိုးစာလုံးပေါ့အထိပ္ပယ်ပေါ့နော်အထိပ္ပယ်နည်းနည်းတူနေအဲ့တော့ချက်လေးကြည့်ကြည့်မယ်ပေါ့နော်ဒါပေမဲ့အရင်မှတ်ရတာလွယ်ပါတယ်3နဲ့4လဲသုံးကြည့်မယ်တော့ဘာလဲဆိုရင်အိုဒါသိတဲ့သူတွေလည်းသိလိမ့်မယ်မိုနိုတိုမိုဆဲစုနီမိုနိုတိုမိုဆဲစုနီဆိုတာကအရေးမထားပဲလို့ပြောချင်တာပေါ့နော်အောက်နဲ့နည်းနည်းစင်းနေမှာဆိုလို့နည်းတော့ကွဲတဲ့စကားလုံးလေးကိုရေးလိုက်တယ်အရေးမထားပဲခီးမဆိုင်ပဲလေသုံးလို့ရတယ်
ဘယ်လိုမျိုးကိစ္စတွေမှာသုံးလဲဆိုလို့ရှင်ဒါမုံတို့တက်မှုဆဲစင်းလေးဆိုတာဥပမာပြောမယ်ဆိုလို့ရှင် तू ကကွာအဲ့လိုမျိုးအလုပ်ကိုအရမ်းမာကြီးမဲဖြစ်တယ်အလုပ်အရမ်းမာကြီးမဲဖြစ်တဲ့သူတွေကဘယ်လိုမျိုးလဲဆိုရင်နေမကောင်းတာတို့ဘာလို့ဆိုလို့ရှင်အရေးမဆိုင်ပဲနဲ့အဲ့အလုပ်ကိုပဲလုပ်တယ်အဲ့လိုမျိုးခါမျိုးမှာ तू ကသုံးတာပေါ့ပြောမှဆို तू တအားစူးစားရပါတော့အဲ့လိုမျိုးဒါကိုလုံးဝအမှုမထားဘူးပေါ့နော်အဲ့လိုမျိုးအခါမျိုးမှာဒီမုံတို့တက်မှုဆဲစင်းကြီးဆိုပြီးသုံးတာအဲ့တော့သူ့ရဲ့လဲပုံးလေးကိုကြည့်ကြည့်မယ်ပြီးတော့သုံးတယ်လေးကိုပြန်ပြီးတော့တစ်ခေါက်ထပ်ပြီးပြောပြမယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ဒီဟာကဘယ်လိုမျိုးစာကလုံးကိုသုံးလဲဆိုလို့ရှိရင်နားလို့ပါမယ်ခါရဲဝပြောခိဟုတ်နော်ထားဖို့ကောင်းတယ်ကြည့်ရမူးမွန်နိုတိုမိုဆေဆုနိကောင်လေးကနေမကောင်းတာကိုအရေးမထားပဲနဲ့ဘာလုပ်လဲဆိုရင်ဆဲစုပဲရှိကောတိုအိုစခဲတဲ့လို့ပြောချင်တာကတော့ဒါလေးရဲခတ်တာပြောချင်တာကတော့ကောင်လေးကနေမကောင်းတာကိုအရေးမလုပ်ပဲနဲ့ပေါ့နော်ကောင်းနေမှာမထည့်ရပဲနဲ့အလုပ်ကိုပဲဆက်လုပ်တယ်စူးစမ်းတဲ့သူလို့ပြောချင်တာပေါ့နော်ဟုတ်ပြီ तू ကနံပါတ်4နဲ့နည်းနည်းဆန့်ကျင်ပါပေါ့နော်ဘယ်လိုမျိုး4နဲ့ဆန့်ကျင်ပါလဲဆို4ဆိုလို့ရှိရင် तू လဲတူတူပဲဂီယူမဆိုင်ပဲနဲ့ဒါပေမဲ့ကောင်းတဲ့ဘက်မှာလားဆိုကောင်းတဲ့ဘက်မှာတော့မဟုတ်အိုယောဆိုးနီလို့ပဲယောဆိုးနီသူကလည်းအရေးမထားပဲဂီယူမဆိုင်ပဲဒါပေမဲ့ဘယ်လိုမျိုးလဲဆိုလို့ရှိရင်မိဘတွေစိုးရိမ်နေတာကိုဂီယူမဆိုင်ပဲနဲ့ तू ကအပြင်ထွက်သွားတာတော့ပတ်ဝန်းကျင်ကစိတ်ပူနေတာကိုဂီယူမဆိုင်ပဲနဲ့ तू ကအဲ့ဒီအလုပ်ကိုလှုပ်ချလိုက်တာတော့အဲ့လိုမျိုးအခါမျိုးမှာအိုယောဆိုးနီကိုတုံးတာကနည်းမြန်မာလိုတွေးမယ်ဆိုလို့ရှိရင်တော့နှစ်ခုလုံးကတော့အရေးမထားပဲဂီယူမဆိုင်ပဲဒါပေမဲ့ဟိုကတစ်မျိုးဒီဟာတစ်မျိုးအဲ့လိုမျိုးအတိတ်ပဲကောင်းတဲ့ဘက်နဲ့မကောင်းတဲ့ဘက်လို့ခွဲမှတ်ထားပါဘောနော်အဲ့လိုကောင်းတာလည်းမဟုတ်ပါဘူးဟိုကလည်းအရေးမထားပဲဆိုတာတော့သူစူးစမ်းတာစိတ်အထက်တန်တာပေါ့နော်အဲ့လိုမျိုးအခါမျိုးမှာအိုမနုတမှုဆဲစုမျိုးကိုသုံးနေဆိုပြီးတော့ကျမတို့မှတ်လိုက်တယ်ပေါ့နော်အဲ့လိုမျိုးမှတ်တာပို့ပြီးလွယ်လို့ကျွန်တော်မှတ်လိုက်တယ်ဒါဆိုလို့ရှိရင်လည်းဂယုမပြုတ်ပဲပေါ့ရေးမထားပဲပေါ့ဘာကြီးလဲကဲအဲ့ဒါဆိုလို့ရှိရင်အိုယောဆိုးနိလေးမထားပဲပြောကောင်းကြရတယ်လေးမထားပဲဂယုမဆိုင်ပဲသူကလုံးဝပတ်ဝန်းကျင်စကားတွေယူမဆိုင်မိဘတွေစကားတွေယူမဆိုင်ဘူးလို့ချင်တာလုပ်တယ်အဲ့လိုခိုင်းမှတော့ဘာလို့ဒါကလေအော်တိုဖြစ်နေရတော့တင်းလားဘူးနော်ခါဆိုဘူးနော်ရှင်ပိုင်အိုယောဆိုနီခါရဲဝခိကန်နော်ခိကန်နာတပိနိတတေတာပြောချင်တာက तू ကကောင်လေးကမိသားစုတွေရဲ့စိတ်ပူမှုကိုယူမဆိုင်ပဲအလေးမထားပဲနဲ့အငြင်းရှိတဲ့ခီကိုတွားတယ်လို့ပြောတာသူတို့နှစ်ခုကတော့အရေးမထားပဲသူလည်းအလေးမထားပဲယူမဆိုင်ပဲပေါ့နော်တူတူပဲဆိုပေမဲ့နံပါတ်3ကိုကျတော့ကျမစိတ်အားထက်သန်မှုအနေနဲ့တွေးပြီးတော့နံပါတ်4ကိုကျတော့ तू ကနည်းနည်းကောင်းမှသူလုပ်ချင်တာလုပ်တယ်ဘယ်သူမှယူမဆိုင်ဘူးအဲ့လိုမျိုးအခါမျိုးမှာကျမသုံးလိုက်တယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါနံပါတ်5ကိုကြည့်ကြည့်မယ်တခုပဲကျန်တော့တယ်ပေါ့နော်အဲ့တော့မှတ်ရလွယ်ပါတယ်ပေါ်အောက်ကဆန့်ကျင်ဘက်1နဲ့2ကဆန့်ကျင်ဘက်3နဲ့4ကကျတော့3နဲ့နေရာမတူမြန်မာလိုကလည်းနည်းဆင်နေပေါ့နော်နံပါတ်5ကကျနာလအီစာရှိစုအီစာရှိလာစုပေါ့နော်နံပါတ်5ကနာလအီစာရှိအဲ့ဆိုကိုတခုတွေးမိပဲနာလအီစာရှိလာစုအဲ့ဒါဘာပြောလို့ဆိုရင်အဲ့ဒါဆိုရင်တော်သေးပြီမယ်ကောင်းသေးပြီမယ်လို့ပြောတာဘယ်လိုမျိုးပြောချင်တာလဲဆိုလို့ရှိရင်ဟိုတယ်တစ်ခုခုကိုသွားတယ်အရန်စီကြီးတယ်ဒါပေမဲ့ service မကောင်းဒါကဈေးပေါ်လို့ရှင်တော်သေးပြီမဲ့တရဈေးကြီးပေးနေရတာကြီးအဆင်မပြေနေဘူးအဲ့လိုမျိုးခါမျိုးမှာနာကအီစာရှိတာဆိုတုံးတယ်နော်ဟုတ်ပြီကြည့်ကြည့်မယ်ဘယ်လိုမျိုးလဲဘုံအောင်တူနေလားမသိဘူးမတူတော့မတူခိုရိုမိုခိုရိုမိုဘလို့ကြီးလေ
ခုတို့ခရုမိုနာလာအီဇာရှိလာစုကလေးဆိုရင်တော်သေးပေမဲ့အိုတိုနာကစွန်နာခုတို့တဲ့အရွယ်ရောက်ပြီးသားလူကဒီကိစ္စလေးနဲ့နိုင်ခုနိုဝဟာဇုကာရှိပြောချင်တာကွာအရွယ်ရောက်နေတဲ့သူကဒီကိစ္စလေးနဲ့ငိုကလေးတွေဆိုလို့ရှိရင်တော့တခုခုဆိုလို့ရှိရင်ငိုလိုက်တာပြဿနာမရှိဘူးအရွယ်ရောက်တဲ့အနေနဲ့ emotion မထဲဘူးလားပေါ့ကိုယ့်ရဲ့ခံစားချက်ကိုမထဲဘူးလားအဲ့လိုမျိုးအခါမျိုးမှာနာကအီဇာရှိရာဇုကိုသုံးတယ်နော်ခုနကကျွန်မပြောသလိုပဲပေါ့နော်ဈေးကြီးတဲ့ဥစ္စာဆိုရင် sorry ဈေးပေါ်တယ်ဆိုရင်တော်သေးပေမဲ့ဈေးကြီးပေးရပြီဒီ hotel service မကောင်းအဲ့လိုမျိုးအခါမျိုးမှာသုံးနေပေါ့နော် Yasui hotel nara izashirazu 高級ホテルなんかこんな高いではよくないဆိုပြီးသုံးတာပေါ့နော်အဲ့လိုအခါမျိုးမှာကျမတို့ဒီနာရာအီဇာရှိရာစုပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်ပေါ့ဒါလေးဆိုရင်တော်သေးပြီပဲဒီလိုမျိုးကြီးလှုပ်ထားတာဈေးကြည့်တယ်မကောင်းဘူးအဲ့လိုမျိုးခံယူမှာနာရာအီဇာရှိရာစုကိုသုံးတယ်ပေါ့နော်ဟုတ်ပြီနံပါတ်1ကဣခန္ဓာမူတည်ပြီးတော့ဒီအောင်မြင်မှုရလကပေါ့နော်ဘယ်ပေါ်မူတည်ရလဲဆိုလို့ရှိရင်ဒုလျက်ခုအားဆိုင်မှုပေါ်မူတည်တယ်ဣခန္ဒီခကဝါလာဆိုလို့ရှိရင်မူတာဆိုရင်ဆိုင်တာအောက်ကမဆိုင်တာပေါ့ခဲကန်နို့ဣခန္ဒီခကဝါလာဆိုအတွေ့အကြုံပေါ်မမူတည်ပဲနဲ့တာတဲ့ကိုအိုဝတေခေတို့ဘယ်သူမှဆိုရှောက်ထားနိုင်တယ်အိုမနုတိုမိုဆဲဇင်လီဆိုလို့ရှိရင်အေးမထားပဲအလေးမထားပဲပြောချင်တာပေါ့နော်ဘယ်လိုမျိုးအခါမျိုးမှာတုံးလဲဆိုလို့ရှိရင် तू ကနေမကောင်းဖြစ်နေတာတော့မှအေးမထားပဲအလုပ်ကိုဆက်လုပ်တယ်နောက်တစ်ခုအိုရောဆုံးနေဒါကကြတော့မကောင်းတဲ့ဘက်မှာသုံးတာသူ့မှာ game site ဘူးဆိုတဲ့ပုံစံမျိုးနဲ့သုံးတာခါဆိုခုနော်ရှင်းပိုင်ရောဆိုနီးခါလေးပါခိခံကိုတာဘီနီတက်တာခိခံနာတာဘီနီတက်တာအနေရှိတဲ့ခီကိုသွားခဲ့တယ်ပေါ့နော်နာလာအီဇာရှိတာဆိုတော့ခုနပြောသလိုပဲကလေးဆိုရင်တော်သေးပေမဲ့လူကြီးကဒီကိစ္စလေးနဲ့ကိုတော့မကောင်းဘူးပေါ့နော်ခရုမူနာလာအီဇာရှိတာဆိုအိုတိုနာကဆွန်နာကိုတိုတဲ့နာခုနိုဝဟာဇူကရှိโอเคအဲ့တော့ fight တော့ပြီးပြီ6ကိုကြည့်ပြီပေါ့နော် fight ကလည်းလွယ်တဲ့အတွက်အများကြီးမမိနိုင်အောင်လို့ကိုလေးပုံလေးစဉ်းစားကြည့်ကြပါပြီးပါလို့ရှိရင်ကျွန်မဒီဗီဒီယိုပဲတင်တာမဟုတ် post လေးမှာ post လေးဝင်ကြည့်လို့ရှိရင်အမေးဖြေလေးရှိရယ်1 to 4အခုဆိုရင်တင်ထားရပါတော့အဲ့ဒါလေးဝင်ပြေလို့လည်းရတယ်ခုဒီဗီဒီယိုတင်ပြီးမှကျွန်မတိတ်မကြခင်မှာ post တင်မှာအဲ့လိုမျိုးသူ့အမေးဖြေလုပ်ပြီးတော့ဖြေလို့ရတဲ့ဟာလေးတင်မိတာမှာပေါ့နော်အဲ့ဒါလေးလေ့ကျင့်ကြည့်ပါအဲ့ဆိုလို့ရှိရင်တော့စာမွေးအတွက်အရင်အထောက်အကူပြုလိမ့်မယ်လို့ထင်ပါတယ်တတာ